ကျောင်းထဲနေမလေးရှားနေပြန်စာပြောလိုက်မယ်ကျွန်တော်လည်းဆရာတည်တဲ့အတိုင်းပါပဲကျောင်းတက်နေတော့မလေးရှားသွားတယ်အသက်က15 16 17အဲ့ပုံချင်းပေါ့နော်7တက်နေတော့မလေးရှားသွားတယ်အောက်လာနဲ့သွားတယ်တော်လေးကိုအန်ဒီချေးတယ်စက်နေနဲ့သွားတယ်ဒီကဒီလောက်ပဲစက်နေအန်ဒီဘယ်လိုပြောမလဲရေသွားတာပေါ့နော်ရေဝဲတာအချက်မကျွေးမြို့သွားနိုင်တယ်အသက်ကအရင်အန်ဒီချေးတယ်တော့မလေးရှားခက်နဲ့ရောက်တယ်ပစိုးဘယ်လိုပြောပစိုးတစ်ခဲလားလုံးဝပစိုးတစ်ခုနဲ့အဲ့တော့တစ်ခဲနဲ့မလေးရှားသွားခဲ့တယ်ငင်းပတ်နဲ့ကားထဲမှာရောက်တယ်ပွဲစားအိမ်ရောက်တော့ဘောင်းပြဖူပေးတယ်ပြီးတော့ဘတ်စကာရှေအိမ်ပြန်ရောက်ကျွန်တော်ကကျွန်တော်ဝင်တော့အိမ်ရောက်ခဲ့တယ်လမ်းပြန်စင်းစားကြည့်တော့ဘယ်တော့ခက်ခဲလဲဘယ်တော့အန်တရကြီးလဲဘယ်လိုတော့စူးစားခဲ့တော့စူးစားခဲ့တာအဲ့တော့မလေးရှားရောက်တော့ဒီလောက်တော့ရောက်ခဲ့တာခက်ရောက်ခဲ့တာအလကားနေအားရတာဒီလိုပြန်နှမြောက်ဆရာကြီးပေါ့နော်ဒီလောက်တော့ခက်တော့မလေးရှားသွားပြီးတော့အရက်တွေတောင်းမလားကျိတ်တူနေမလားစိတ်ထမှာရောက်နေတယ်စိတ်ထမှာရှိနေတယ်အဲ့တော့မလေးရှားအလို့ရှာအဲ့ဒီတော့လည်းလူတော်များနေပြီအခုကပူဆိုးတာပေါ့နော်အဲ့ဒီတော့လူများနေတယ်မလေးရှားမကောင်းတော့ဘူးလို့ပြောကြတယ်တော့တော်နဲ့လူများနေပြီအလို့ရှာနေတယ်ခုထိပါပဲနော်ဟုတ်ထိပါပဲတော်နေတာတော်နေတော့မြားနေပြီအဲ့တော့အဲ့ဒီတော့အလုံးခဲတာပါအလုံးခဲတာကိုကလည်းအတက်ငယ်သေးတယ်ရှင်းပြောမယ်ဆိုရင်အခုဘယ်လိုပဲညီမလေးတို့ခင်တက်တော့လို့ပြီးတော့လို့ပဲကျွန်တော်လည်းအဲ့ဒီတော့ပေါ့နော်အဲ့ငါတို့ကြောင်းတည်းနဲ့မလေးရှားသွားတယ်ဆိုတော့အိမ်မှာလည်းကြောင်းတည်းတော့ဆိုတော့ဘာမှဘလို့ခဲဘူးလေဘာမှမသိဘူးရှင်းပြောမယ်ဆိုရင်မိဘရဲ့အဲ့ဘာပါပဲပေါ့နော်စားတယ်ကြောင်းတဲ့အဲ့ဒီစာဖိုင်တခါတလေကိုအဲ့ဒါပါပဲအလုပ်ပါအတွေ့အကြုံရှိခဲ့ဘူးအဲ့မလေးရှားရောက်တော့သူထီးရလဲအယုတ်ဒီဆိုတော့မလွယ်ဘူးရှင်းပြောမှမလွယ်ဘူးချက်ပတ်မြန် quick အဲ့ဒါပါပြောတယ်တခါနောက်ဆုံးနောက်နေတော့ဖုန်းသေးတယ်ဟိုမှာတော့မြန်လို့ချက်ပတ်မနဘလမနချမင်းလူနေလည်းပြန်ရမလဲမြန်အဲ့ဒါလိုက်အော်ဒီချလာတကယ်ကိုမလွယ်ခဲ့ဘူးပေါ့နော်အဲ့တော့ကျွန်တော်စဉ်းစားတယ်ကျွန်တော်လည်းတနေ့ဒီချက်ရင်အဲ့ဒီတော့မရှိပါဘူးအဲ့တော့ကျွန်တော်ပြန်စဉ်းစားကြည့်တော့ကျွန်တော်လည်းအဲ့လိုမျိုးအလုပ်အရှင်ဖြစ်ခဲ့ရင်ဘယ်လိုဖြစ်တော့အလုပ်ကောင်းဆောင်တော့ဒီလိုမျိုးတော့မကောင်းဘူးပေါ့နော်ကျွန်တော်စီမလို့တုံလိုမျိုးပေါ့မလို့ဘယ်လိုပြောမလဲပြန်ပြီးမတုံးချင်ဘူးဘယ်လိုနည်းနဲ့သူတို့တင်ပြီးရင်တတ်နိုင်မလားဆိုကိုကလိုက်လို့ပြမယ်တခုရှိတယ်ကျွန်တော်အလုပ်ဟော်တရောက်ပမာတရောက်ပါပဲတော့အောင်းဆောင်အခုပတ်ဆောင်လို့မျိုးတောင်းခံတခုရှိတယ်တို့နာကဗာလဲကျော်ဆိုးပါနော်အဲ့တော့တော့ဘလောက်တော့ဆက်ရှိလဲဆိုတော့ကျွန်တော်လို့ဖိတော့အထိတ်ဆုံးမှာပေါ့နော်တောင်းခံဆိုတော့တတိယစိတ်ချရတဲ့ပိုက်ဆံတွေပါလေအထိတ်ဆုံးမှာလေရောက်ချင်းတော့ကျွန်တော်ကအကြောင်းနဲ့တဘောကြလာသူအခန်းထဲမှာကျွန်တော်အခန်းထဲမှာလာအဲ့ပါဆိုပြလိုက်ပေါ့အဲ့တော့အလုံးစုံမှာကျွန်တော်လည်းတစ်ချက်မှာလုတ်ပြီးဆိုပေမဲ့နောက်တစ်မျိုးဖြစ်ပြန်တော့ဘာမှမသိဘူးအဲ့တော့မသိတော့အလုံးပိုင်လုတ်ပေါ်ရကျွန်တော်လည်းတန်းတူတဲ့အလုပ်ပေါ်တဲ့သူကစီရဖြစ်နေတည်ပြီဘယ်လိုပြောမလဲဘာမှမသိဘူးဆိုပြီးနေချင်းတလိုမျိုးဖြစ်နေတာအဲ့အောင်ထိတ်ဆုံးကလူကကျွန်တော်ဘယ်လိုပြောမလဲတော့မသိသေးဘူးနားလည်းမို့တဲ့အားလုံးဘယ်လိုပဲတို့ကျွန်တော်မေးဖက်ပြအဲ့လိုမလုပ်နဲ့ဒီဖြစ်နေတဲ့တင်ပေးပါအဲ့ဒါကိုကျွန်တော်အခုထိကြားနေတော့ပဲအဲ့တော့အဲ့ဒါကျွန်တော်လည်းအရင်ပြောခဲ့တာပေါ့နော်တကယ်ချင်းရဲ့နေမှုတွေပါငယ်ပေါ့နော်ကျွန်တော်လည်းမသိဘူးလေအတစ်ဆိုတော့သူရဲ့ setup ကိုကျွန်တော်တော့အခုတင်ထားတာပေါ့နော်တဘောချတော့မသိဘူးဖြည်းနဲ့ပြီးလာမှာလိုက်လို့ပြလိုက်ပြောပြလိုက်ဖြည်းပြောလိုက်အဲ့တော့တခါတလေကျွန်တော်လည်းဘာမှစကားမကျွန်တော်ဒီကညီလေးနေပါလေးတော့ပြောတာလည်းရှိနိုင်မယ်ဆက်ဆူတော့မဟုတ်ဘူးကျွန်တော်ခေဘလူတီးတဲ့အတိုင်းဟာတို့ချင်းတော့မှာဘာမှစကားမပြောတတ်တယ်အပင်ဆောလို့ရတာပဲအဲ့တော့ကိုယ်အဲ့တော့တိတ်ဖို့တိတ်မရှိပါဘူးဘယ်လိုပြောမလဲအဲ့တော့မလေးရှားရောက်တင်
အခုဒီတင်နေတော့မယ်ကျွန်တော်ပြောချင်တဲ့ဟာလေးသဘောပေါက်ပါအဲ့တော့အခုဘယ်လိုပြောမလဲကျွန်တော်ပြောချင်တာကတော့တခါတလေမတီးလို့ခိုင်းတာရှိမယ်အဲ့ဒါကိုတင်းဖို့အများကြီးရှိတယ်တင်းဖို့အများလားကိုကျွန်တော်တို့ဆိုင်လာလို့နဲ့အတစ်ပြစမ်းတယ်အများကြီးရှိတယ်အဲ့အလို့ရုံမှာကျွန်တော်တို့ပြောတာကတော့ဒီလိုလုပ်ပါဒီလိုလုပ်ပါအများကြီးပြောတယ်အဲ့တော့ကိုတော့ပတ်တုံးပြောတယ်လို့လေအစစရှိလို့ပဲဆိုဒီကအများကြီးခိုင်းဒီလိုလုပ်ပါလုပ်ပါဆိုရင်အများကြီးပေါ်ကျွန်တော်လည်းအားနာတယ်ကျွန်တော်တို့ကဆက်ဆောင်ရှိတော့ဆောက်ပြီးဒီတော့ level တစ်ခုတက်လာပြီးတော့နောက်ဆိုရင်ဒီကတော့လည်းငေးလေးတွေညီမလေးတွေဒီမှာလောက်ရတာပုံတော့ပါမယ်မလေးရှားမှာကျွန်တော်တို့တုံပြလက်တော့မှာလောက်ခဲ့တာပေါ့နော်ဒီလိုမျိုးစီးပွားရေးအလုပ်ရှင်ဖြစ်မယ်လို့စိတ်တော့မကိုးထားပါဘူးအဲ့ဒီတော့က USA ရောက်တော့အလုပ်ကောင်းလုပ်မယ်ပိုက်ဆံရမယ်အမေရိကန်မှာအလုပ်ကောင်းမယ်ဆိုပြီးစိုက်ဖွင့်မယ်ပါမယ်အဲ့ဒီတော့ဘာမှမရှိဘူးဖွင့်နိုင်မယ်လို့တော့မထင်သေးဘူးနော်အဲ့တော့ကျွန်တော်ပြောချင်တာကခင်ဗျားတို့အခုအလုပ်သမားဆိုပြီးကိုရှိအောင်မယ်ခင်ဗျားတို့ဘဝလည်းအခုနောက်9နှစ်10နှစ်ဆိုဘယ်လိုဖြစ်မလဲအလုပ်ပိုင်ရှင်ဖြစ်နိုင်တယ်ဒီ home build တဲ့တော့ပူချီတဲ့ company ပိုင်ရှင်လည်းဖြစ်နိုင်တယ်စိုက်ပိုင်ရှင်လည်းဖြစ်နိုင်တယ်ဥပမာဆိုရှိတော့ကျွန်တော်တကယ်ချင်းဒီစိုက်ရောမှာတကယ်ချင်းဒီ JBS မှာအသားရုံမှာတို့တော့စိုက်ပိုင်ရှင်တွေဆိုရှိတယ်ဆိုရှိအစင်ပြတဲ့လူလည်းအများကြီးရှိတယ်အဲ့တော့ဘဝဆိုတာမနေ့ပြန်ပါဖြစ်မလားဒီနေ့ဒီလိုဖြစ်တယ်ခဏပြန်ပါဖြစ်နေလားလက်လံတို့လိုပဲဖြစ်နိုင်မဖြစ်နိုင်တာမရှိဘူးရှင်းရှင်းပြောတာခင်ဗျားတို့အလုပ်ရှင်ဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်အလုပ်ရှင်ဖြစ်ခဲ့ရင်ကိုယ်ပတ်စံပြောတယ်လို့ပဲဆက်ပါတယ်အဲ့တော့ကျွန်တော်ကိုအလုပ်ရှင်ချက်မလားလို့ကကျွန်တော်တို့ကိုစမ်းတူတော့ချက်မလားအဲ့တော့ကိုဟာကိုစေရအောင်နော်အဲ့တော့ကျွန်တော်ပြောချင်တာကဒီအလုပ်နဲ့ကိစ္စဆိုတော့ဟုတ်တယ်အခုပဲဆိုရင်တစ္ဆာရှိပါနော်တစ္ဆာရှိမြေတာရှိတဲ့ဖြစ်တစ္ဆာရှိတဲ့ဖြစ်ကိုအလုပ်ရှင်မှာဂျပန်တွေကဘလောက်တစ္ဆာရှိလဲဆိုသူတို့တကယ်မှများတော့အဖြစ်အများဆုံးနလို့အလုပ်ပဲလုပ်ကြတယ်လို့ပြောတယ်နော်တော့ထိုးစမ်းတဲ့ဂျပန်တွေဘာဖြစ်လို့ဆိုတော့အလုပ်ရှင်တဲ့တစ္ဆာရှိတယ်အလုပ်သမားတဲ့တစ္ဆာရှိတယ်အချင်းချင်းအပြန်အလှန်တစ္ဆာရှိတော့တချို့တော်များများကအလုပ် company တစ်ခုမှာပဲတက်လုံးလုပ်တယ်လို့ပြောတယ်ကြားဘူးလားမသိဘူးနော်ကြားဘူးဘယ်လောက်တော့တစ္ဆာရှိတယ်အဲ့ဒါကိုတော့ကောင်းတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာကကျွန်တော်အပြန်အလှန်တစ္ဆာရှိဖို့လိုတယ်ဘုဘကဘယ်လိုပြောတချင်တာတစ်ဖက်သက်အချစ်ပုံစံကတစ်ဖက်သက်အတစ္ဆာရှိလဲအဲ့ဒါ doesn't work ပေါ့နော်အလုံးဖြစ်ဖို့ကျွန်တော်တို့ဘယ်လောက်ပဲမေတ္တာထားတစ္ဆာရှိတော့နော်လို့ဒီမဲ့ဒီဘက်ကပြန်မလာဘူးဆိုတော့အများနဲ့မခံနိုင်ဘူးမဖြစ်နိုင်ဘူးအပြန်အလှန်လိုတယ်အဲ့တော့အချင်းချင်းနားလဲပို့ပါနော်နားလဲကိုတို့လည်းအလို့ရှင်ဖြစ်မဲ့မားနိုင်တယ်ဒီလိုရှိတယ်ဒီလိုလို့ဘာမားတတ်တယ်ဟိုလည်းပြောပြီးမဲ့လည်းတစ်ခါတည်းမလို့မိတာလည်းရှိနိုင်တယ်ဒီလိုခိုက်ပြီးမဲ့လည်းကိုလိုက်လို့တာလည်းကိုလို့တာလည်းမကောင်းတာလည်းရှိနိုင်တယ်အဲ့တော့အချင်ပြေလို့လည်းရတယ်လိုက်တာမလိုက်တာတခုပေါ့နော်ခင်မင်းပေါ့နော်ဘာမှတချီတို့လေးကြောက်တယ်ဆိုပြီးဘာမှမပြောရတာမရှိရတဲ့ခင်မင်းပေါ့မိသားစုပုံစံမျိုးပြောဘယ်လိုလဲနေတိုက်ရင်တော့ကောင်းတယ်ပေါ့ဆိုတော့ဒီမှာကလောလောတဲ့နေစီစီနေအခုပြောမယ်တခုဘယ်လိုပြောလဲ customer အလုပ်ရုံမှာဘယ်လိုပြောမလဲဆိုတော့ကိုလူရုံမှာတက်ဆာရှိနေဆိုတော့အားလုံးကကိုယ်ပြောသလိုပါပဲတဖို့လုပ်တယ်ဒီလိုစောင်းထားတယ်စောင်းထားတာပြီးတော့ဘယ်လိုပြောမလဲတွေ့တဲ့စိတ်ရအနောက်မှာထားတာရှိတယ်ကတခါတည်းမြင်သွားရတာပေါ့နော်ဒီဟာပါမှုလားဒါဆိုတော့လမ်းဖို့ဘလို့ဒီလိုမကြည့်အောင်လည်းသိတယ်ကျွန်တော်တို့စိုက်တက်ကြတော့အားနေတာပိုလို့ရှိတယ်ဈေးတော့မတတ်နိုင်တာတော့ရှိတယ်အဲ့ဒါတော့ကျွန်တော်တို့အားနေချက်ပေါ့အဲ့ဒါ choose fund တော့ best time ဆိုပေါ့နော် best time ဆိုအဲ့ဒါ price tag ပေါ့နော်ဒီနေ့အားနေတာပို့ရှိတယ်တချို့လူတွေက price tag ဘာညာလာနေတယ်အဲ့ဒါတော့ကျွန်တော်တို့အားနေချက်ပေါ့နော် choose fund တော့ပေါ့နော်ဟိုတင်နေတော့ choose fund တော့အဲ့ဒါပို့ရှိတယ်ပြီးတော့ piece တခုထားတယ်သူတစ်စက်ရအနောက်ဖက်မှာ customer ဒီလိုလမ်းအဲ့ဒါချက်
convenient ပေါ့နော် convenient way ပေါ့နော်ဒီလိုကြည့်တာဘယ်ဟာပူကြိုက်လဲဘာနော်ဘယ်ဟာပူကြိုက်လဲဒီလိုကိုလမ်းမလားကြည့်မလားဒီဟာပါလဲဆိုတော့ကြည့်မှာဒါမှဒီလိုကြည့်တာဘယ်ဟာ ကြည့်တာနဲ့တတ်တည်တာပါ ဘာလို့ဖြစ်တာဘူပြီးဘယ်လိုဆက်စပ်ကောင်းပြီးတော့ pieces တွေကျွန်တော်လောပေါ်ကခိုင်ကြီးခင်လုံးပြီးတော့ကျွန်တော်ခဏပြောနေဖြောင်းလေးထားရင်အခုမှ wall ရှိတယ်နော် wall ပြီးတော့ဘယ်မှာကရှိတယ်အဲ့တော့အဆုံးချအရင်ဆုံးထားပြီးတော့ဖြောင်းလေးသူ့မျက်နှာကဒီလိုမျိုးဘယ်လိုပြောမလဲမမြင်တော့ဘူးနော်အဲ့ဒါပြဿနာကဘယ်ကစားလဲဆိုတော့ကျွန်တော်ပြောတယ်ဘယ်ကစားလဲအဲ့ဒီမမြင်တဲ့ဟာပြဿနာဘယ်ကစားလဲဆိုတော့ကျွန်တော်ကြည့်လိုက်တော့တချို့က wall ရှိတယ်ပေါ့နော်အနောက်ရှိတယ်တချို့မရှိဘူးဒီလိုမျိုးရှိတယ်ဒီကနေတခုရှိတာရှိတယ်တချို့ဒီအနောက်မှာရှိတာရှိတယ်အဲ့တော့ဒီလောက်ပဲရှိအရှိကစီလို့မလာတော့ဘူးမငြီတော့ဘူးနော်အဲ့တော့ကျွန်တော်ပြတာဘယ်ကစားလဲအဲ့ဒါပေါ့နော်ဒီအနောက်ကဟာကဟိုချီလို့ပေါ့နော်လက်တွေ့ပြတယ်နောက်ကမချီလို့အဲ့တော့အားလုံးဒီမှာနောက်ကိုချီလိုက်အဲ့တော့ညီရမှာပေါ့နော်အဲ့ဒါကဒီဘာဖြစ်လို့ဒီလိုမညီလဲဆိုတာကြောက်ရရှာရမှာပေါ့နော်ဘယ်ကနေစားလဲဘယ်ကနေပြဿနာစားတော့ဒါဘယ်လိုမညီလာလဲအဲ့ဒါနောက်ဆွဲဟိုပေါ့နော်အဲ့တော့ပြီးတော့အလုပ်လုပ်ရင်လည်းကျွန်တော်တိုင်ဖြစ်ပြောအောင်ကျွန်တော်on your policy cash policy ပဲဖြစ် stopping policy ပဲဖြစ် English ဆိုတော့ရေးထားတာရှိတယ်ကျွန်တော်ဖတ်ခိုင်းတယ်ဖတ်ကြည့်တယ်သူတို့လည်းမယူရေးထုတ်ခိုင်းတာတော့ရှိတယ်သူတို့သိပြီးသားပါကျွန်တော်သိပြီးဒီမှာအားလုံးပြောစမ်းမလို့တော့အရင်ကျွန်တော်အဲ့တော့ဒီ business တွေလည်းဥပမာ line ayaw business တွေဆိုတာတော့ customer နောက်ကလာတယ်ဒီက business ထားတယ်ဒီမှာစီးတယ်ဒီက customer လာမရှိတော့ဘူးအဲ့တော့နည်းနည်းလေးပြန်ရအောင်ဟုတ်တယ်လာပြီးပြန်ရအောင်ဟုတ်တယ် customer ကိုပြောပြအောင်နည်းနည်းပြီးစိုက်ပြရအောင်အဲ့တော့တချို့လိုကြတော့တော့ခါနေပြီးတော့ဟိုမီဒီရှိတတ်တယ်အဲ့ဒါတော့နောက်ဆုံးကျတော့ကျွန်တော်လည်းစိတ်ရှိတော့ဟုတ်ကဲ့မရှိတယ်ဗျာပြောတတ်တာရှိတယ်ဒါသူတို့တခုပြလာတော့ quiz များပါတော့အဲ့တော့စိတ်ရှိနေပြေးမယ်ဖြစ်နိုင်တော့ရှိတဲ့နေရာမှာတော့တော့အောင်ဆုံးပါအောင်ဆုံးပဲဒါပေမဲ့ကိုကတည်တယ်ဘယ်များဆိုရှိတဲ့နေရာကိုကောင်းတည်တယ်ဆိုရင်တော့ that is the next aisle on your right side ဘာငယ်ပေါ့နော်နေရာတိကျပြောတတ်ရင်တော့ကောင်းတယ်မသိရင်မပြောတတ်ရင်တော့ဘိုးနေရာမှာရှိတယ်တော့ပြလိုက်ပြပြီးတော့တော့ပြမှာပေါ့နော်အဲ့ဒါပဲအရေးကြီးတယ်ပြီးတော့နောက်တစ်ခုကတော့ customer လာတယ်ဆိုတော့သူတို့ကိုကြောင်းလေးကြောင်းတော့ဘယ်တော့မှရှာတော့ဖူးတော့ရှိတယ်မိဘကလည်းတိတ်မမေးဘူးစာမျိုးအားရစနာဘာလို့လဲဘာဘယ်နာ offer ပြမှာနော်you find everything all right may I help you what you looking for ဘာငယ်ပေါ့နော်အဲ့ဒါပြင်သူတို့တော်လေးကျင်းတယ်သူတို့မျက်နှာကိုကြည့်တော့တိတာတော့နော်ဟုတ်တယ်အဲ့တော့အဲ့ဒါ offer ပြင်ပေါ့နော်အဲ့ offer ဘယ်လိုပြောလဲအရင်နေ့အောင်ပါအရင်နေ့နဲ့အဲ့ဒါသူတို့ရှိတယ် machine that oh no we don't have it honestly ဘာနာပါငါပြောနေသူကျင်းတယ် it's okay ဘာပြောတတ်တယ်ပြီးတော့ပစ္စည်းကုန်တာရှိတယ် maybe next week come out right now sold out right now done it sold out right now maybe coming next week အဲ့ဒါတော့သူတို့ပြောရချက်တစ်ခုရှိတယ်ဗောနော်ပြောရချက်တစ်ခုတည်းပြန်လာချင်းတဲ့စိတ်ပေါ်လာတော့ next week ကပြော next week ဆိုတာ next week ပြန်လာကြည့်မယ်ဘာညာစိတ်ပေါ်လာပေါ်နေပြီနော် out right now အဲ့ဒါ out right now maybe coming tomorrow the next day or next week next month အတိအကျမသိဘူးနဲ့သူတို့ကိုမျောလေးချက်တစ်ခုပေးတယ်လို့ပြောတော့ပြန်လာချင်းတဲ့စိတ်တစ်ခုပေးတယ်လို့ဖြစ်တော့ပိုကောင်းမယ်လို့ကျွန်တော်ထင်တာပေါ့နော်အဲ့လိုမျိုးပြောတာပေါ့နော်ပြီးတော့ customer တွေကျွန်တော်လောကကိုဖြစ်ပြီးတော့အကောင်ပြောပြီးတာမသိလို့မရှိပါဘူးဒါနဲ့ပြောပြချင်တာပေါ့သူအခုပြောဖို့အချင်းဆိုတော့နော် customer တွေခေါင်းမှာကြည့်တယ်ဒီလိုမျိုးဥပမာခေပြားကဆိုင်မှာတွားတယ်ဆိုတော့ဆိုင်မှာတွားတယ်တရားကဒီလိုတော့ဒီဖက်မှာလာ Hi how are you တော့ဘယ်လိုခံစားလဲဘယ်လိုခံစားလဲဒီကတော့ဒီဖက်ကြည့်ပြီးတော့ Hello to Hi how are you အဲ့လိုပြောရင်နော်ဘယ်လိုလဲ
အကောင်းဘူးပေါ့ မကောင်းပြီးတော့သူတို့မျက်နှာကိုချစ်တဲ့ချစ်လိုက်မျက်နှာမျက်စိခဏအပူပဲချစ် Hi how are you သူတို့ပြန်မဖြေ ဒီ နော် စေမဖြေသေးဘူး မဖြေစေကိုတာကိုခမ်းမနော်အဲ့တချို့လည်းဂယုမဆိုင်ဘူးအဲ့ဒါကကျွန်တော်တို့မဟုတ်တော့သူတို့မဟုတ်သူတို့အားကိုပဲဘာမှရှက်စရာလည်းမလိုသူတို့ပြန်ဖြေတယ်ဘာမှကိစ္စမရှိဘူးအဲ့ကိုအလုပ်လေးနော်ကိုအလုပ်လေး Hi how are you how are you doing good morning ဘာညာပြောမယ် Yes စိတ်ခဏလေးမျက်နှာဘာသာ eye contact ပေါ့ eye contact အဲ့ဒါကိုလည်းတော်တော်ရေးကြည့်တယ်ကိုကဆိုင်သွားတယ်ဘာမျိုးတော့ဒီလိုဘယ်လိုဆက်ဒီလိုတော့ဝန်ရဆိုပြီးပိုင်းချိလည်းမချိလည်းနဲ့ဒီလိုရှောက်ပြောတော်လို့ပုံစံမျိုးဖြစ်သွားတယ်ပေါ့ဘယ်လိုဆက်ဘယ်လိုဆက်ဒီလိုမျိုးဖြစ်တော့ဘာလဲဆက်တော့ဝယ်ချင်တဲ့ဆက်ကို50%ကျတော့တာကျွန်တော်တခုပြောမယ်စင်ကာပူမှာညနေလေးတော့နဲ့ပလာတော့နဲ့ကျွန်တော်အဖေနဲ့အကိုကြီးတော့စင်ကာပူတော့မှာအဖေတော့လွယ်တော့မြန်မာပြန်နေဝယ်နေနေစီပေါ်တဲ့ဟာဝယ်လိုက်တော့ဖြစ်သွားစင်ကာပူဝယ်မယ်စင်ကာပူမှာဇီတန်ကိုရုပ်တန်တော့ဝယ်မယ်ဆိုပြီးကြီးတော့ဒီဟာပေါ်ကြတယ်ဆိုင်စင်ရတဲ့ထွက်လာမှာဘာနီလားကြီးတယောက်မှထွက်မလာဘူးကျွန်တော်ရှေ့မှာတရုတ်တန်းမှာဆိုတော့ဒီလိုကြီးဟာတော့ကြတယ်ဘာသာထွက်လာတော့ဝယ်နေဆောင်းပတ်ချီဒီပတ်ချီတယ်တယောက်မှလည်းထွက်မလာဘူးဟိုင်းလည်းမပြောဆိုင်ရှင်တော့စီလို့လားရှိလို့လားတာမဝဲမချတော့မယ်တခြားဟိုမှာဆိုင်ရရှိတယ်ဒီတော့လိုက်တာပါနော်အဲ့တော့တော့ဆိုင်ရှိတော့ဆိုင်ပါတော့သူပုံစံမျိုးနဲ့ပါလို့ပါချတော့ You want something that is very good one I like this ပါနော်ပြော Hi how are you where are you from ပြောလိုက်တော့ဟိုက တခုကနေခုဝယ် နောက်ခုဝယ်ရှိတဲ့စိတ်ပေါ်လာပြီနော်အဲ့တော့ဒီကောင်လေးဒီမှာတော့ဝယ်ရမှာတေးချာလို့100%နဲ့တေးချာလို့သူလွယ်ဝယ်သွားတာဒီတော့မစစ်တော့ဘူးနော်မစစ်တော့တော်လေးကိုချင်းတော့ပြီးတော့ကောင်းလေးဆက်ဆံလိုက်တော့ဘယ်မှာလဲဟိုရောက် from my we are from America visited spend my weekend vacation my dad and my big brothers come from Myanmar ပြောလိုက်တော့စကားဘယ်လိုပြောမလဲ short speech ပါshort conversation လုပ်ခဲ့တာပါတော့ပြောပြောတော့ချင်တော့လေတော့ဆိုင်ရှင်ရတယ်ချင်တော့ဟာ I like your song I gotta check this one ဝယ်မဲ့စိတ်ကတော့သူတို့ဆက်ဆံတာနဲ့ automatic ပေါ်တယ် automatic ပဲဘာတော့ကိုယ်ဆက်အထုထဲမှာဝင်တော့သူတို့0ရှိတော့very good price baby အဲ့တော့ပြောချင်တာကတော့ကိုယ်ကပြောဘလို့ပါပဲ customer တွေဝင်ချင်းတဲ့ဖြစ်လာမှကြည့်ရင်တွေ့နေဖြစ်ဘယ်လိုပြောမလဲဘယ်လိုဒီလိုစံကြုံစားချင်လို့ဘာသူတို့မပြောချင်တော့အောက်တော့ခဏလောက်လိုက်သူကမချစ်ဘူးဆိုဘာမှဖြစ်ဘူးတော့eye contact ကိုကြည့်လိုက်တော့ဘာလို့လဲ S ကပြောလဲသူတို့နားလဲအောင်သူတို့ဘယ်လိုပြောမလဲကြောက်အောင်ပေါ့နော်ကြောက်အောင်ပေါ့နော်နည်းနည်း clear နည်းနည်းပေါ့လေအတန်မြင်အောင်ပေါ့နော်အတန်မြင်မဲ့ဆိုရဲလဲရှက်အောင်မှာလဲတော့မဟုတ်ပါဘူးတက်တော်တော့ပေါ့နော်အဲ့ဒါကိုပြောစစ်စပြောချင်တယ်ဒီမှာတော့သူတို့မဆိုပါနော်And the young ladies, two beautiful young ladies, also I need to say something. If you work at the cashier, make sure the customer eye contact. Hi, how are you? Eye contact. 1 or 2 seconds. Just one. Hi, how are you? That's it. Yeah, that's it. Make sure eye contact and look at your face. Even not your smile. Little bit smile, not too smile. not too smile Not too smile and not Hi, how are you? Hi, how are you? Which one is better? Which one do you like? If you go to Walmart at the cashier, hi, how are you? Hi, how are you? Or hi, how are you? Which one do you like? Think about yourself. Yeah. 2 options. Which one do you like? The one people treat to you, which one you like, and the one people you have 2 options all the time. I mean, you understand, right? You know what I mean, right? Yeah. Okay. Yeah. As people treat you, you happy,
you have to treat people too other people you have to treat everybody too understand right သဘောကျသဘောပေါက်တယ်နော်နားလည်ကြတယ် ပါပါလေ okay okay ဒါလည်းသဘောပေါက် လေတော့နော်လေတော့ ဟုတ်ပြီကိုရအတော့ပြောတခုပြန်ပြောလိုက်မယ်အလုပ်လို့ရင် frozen ဒီဘောကျွန်တော်တို့ဟာ frozen food အတိတ်ကအကျဆုံးပါနော်အတိတ်ကအကျဆုံး sensitive ဖြစ်တာ sensitive ဖြစ်တယ်ကျွန်တော်ဒီမှာအဆိုင်ပဲဆမ်းဆိုဆောပါတယ်လောက်ပါတယ်အဲ့ဆိုင်ပိတ်ခါလေးဆို temporary charge စစ်ကြပါလို့ပြောတာပေါ့နော်အဲ့တော့အခုဘယ်လိုလဲမပုံမှန် unusual ပေါ့နော် unusual မပုံမှန်တာပါအဲ့ဒါဒီကရ negative 5 negative 1တချို့က10ဖြစ်တယ်5ဖြစ်တယ်လားဆိုအဲ့ဒါကဒါလာမပုံမှန်တော့ဘူးလားတိုက်တင်လို့လည်းရတယ်တခါတလေ GeForce ဖြစ်လာတဲ့ရှိတတ်တယ်အဲ့ဒါတော့မဖြစ်တာပါနော်ပြောလို့ရတယ်စီးရင်တော့သိတတ်တယ်ဒါပေမဲ့အဓိကပြောချင်တာကတော့ check out လုပ်တယ်ဆိုရင် check out လို့ဆိုရင် frozen food တွေကတော့ငါးပဲဖြစ်ဖြစ်တခုခုနည်းနည်းတိုင်းကြည့်လိုက်မယ်တိုင်းကြည့်လိုက်မယ်တော်လေးမာရမှာတော့အဲ့ဒါတော်လေးမာခဲ့ဖြစ်ရမှာအဲ့တချို့တော့အပေါ်ပါစီ ဆိုတလို့ ဆိုတလူဘာဖြစ်လဲအဲ့ဒါမပုံမှန်ဘူးတချို့တော့ရှိတတ်တယ်အဲ့လိုဆိုတော့အရင်ဝယ်ပြီးတော့ frozen တွေထည့်တယ်ပြီးတော့စက်ကနဆက်ကြည့်လိုက်တော့အပေါ်မှာဆရာလည်းဒီကလေးဆရာလည်းဒီကလေး90ပတ်ဝန်းကျင်ဆိုတော့တော်လေးတို့အတော့အိုက်လာပါနော်ပူလာပါနော်အဲ့တော့မျိုးရှိတော့အဲ့ဒါလည်းရှိတယ်တော့ငါကိုတော့ရှိတယ်ဒါပေမဲ့ဘယ်ပတ်ကြည့်နေလို့အမပေးခဲ့တော့မပြောဘူးမပုံမှန်တော့တချို့လည်းယေရှုတော်ကိုသိတယ်ဆိုတော့တန်းချရမယ်ဒီကပုံမှန်တော့စကားကလေးဂယ်ပြမာတော့ခဏရေးဖက်ကပြချတော့တချို့လည်းအနန္တကိုပေါ်လာတယ်ဒီဟက်ကရှိထွက်ရင်အနန္တကိုပေါ်လာတယ်ပြီးတော့ပုံမှန်မအေးဘူးပေါ့နော်ဒီပုံမှန်ဆိုအနည်းနဲ့အေးလို့ခံစားရတာရှိမှာတန်းတော့ရင်အဲ့တော့မအေးဘူးပြီးတော့အဲ့ဒါလည်းမာကဲမဖြစ်ဘူးဆိုတော့တန်းချရမယ်ဒီကလေးမှမှာတချို့ဒီကလည်းမမှန်တော့ဘူးအဲ့ဒါဒီ sensor သူရှိတခါမှပဲဆိုတော့နော်အဲ့ဒီတခါကဒီဖက်ကဒီခက်ကလည်းအဲ့ဒီကလေးတူအဲ့တော့ဒီဖက်ကကိုယ်ကပစ္စည်းပေးအနီယူလဲစိတ်ထဲမှာမှတ်ပြီးတော့တန်းချရမှာပေါ့နော်မပုံမှန်လို့ဆိုရင်ပေါ့နော်ဟုတ်မတင်တာလားတန်းချရှိတာလားအဲ့လိုမရှိတာတန်းချရမှာဒါမှခုနကျွန်တော်ချက်တော့လို့တယ်မကွာဘူးတစ်ချက်တော့တွားချင်းလာဟိုကတော့အများကြီးမှာတစ်ချက်တော့တွားချင်းလာဒီကလေးမမှန်မဲ့ပုံမဲ့အဲ့လို စိတ်ထဲမှာရှင်းနေတာပေါ့ စိတ်ထဲမှာထင်နေရှင်ပြုတ်ပြလို့ရတယ်အဲ့လိုမျိုးပေါ့နော်သူအဲ့ဒီ viral ice cream လေတချို့တော့တစ်ထည့်တွေ့တယ်မလားအခုနောက်ပိုင်းအခုဆိုလဲရာတီဥတူကပူလာပြီနော်ပြော customer အများစုတော့မဟုတ်ဘူးဒါပေမဲ့တချို့တော့ customer တွေရှိတယ်သူတို့တွေကသူတို့3ခုရှိတယ်မလားသူယူလိုက်တယ်နှစ်ခု3ခု4ခုပြီးတော့ပတ်တာသူက sensitive အရင်ဖြစ်တယ်နော်သူကပါနေတခြား shopping နဲ့ကျမတော့တတ်နိုင်တယ်လို့တချို့ customer တွေကိုလည်းခင်တယ်သူတို့လည်းခဏခဏလာတယ်ဆို advice အကြံပေးတာပေါ့နော်ရှင်းခါနေမှယူပြီးတော့ရှင်းပြီးတော့ပြန်ရင်တော့ပိုကောင်းတယ်ပေါ့နော်တချို့က customer ယူလိုက်တာလည်းကိုလည်းမသိဘူးသူတို့လာယူတယ်ကိုလည်းကိုအလုံးနဲ့ကိုပဲဆိုသူတို့ယူပြီးသူတို့က shopping ပတ်တာလေ customer ပြီးတော့လာရှင်းတဲ့အခါမှာအဲ့ဒီဟာ crack ပြီလေအဲ့လို crack တော့သူတို့လည်းရှင်းတဲ့ရှင်ဆိုသူတို့လည်းကောင်းကောင်းကြည့်တယ်လေကောင်းကောင်းကြည့်တော့အဲ့ဒါမကောင်းတော့ဘူးဆိုပြန်တော့ချဲပြီးကောင်းတဲ့တစ်ခုကိုပဲရှင်းချင်တာပေါ့နော်ဘူးမဆိုတော့ကောင်းတဲ့ဟာပဲလိုပြီးတော့လိုချင်ပြီးတော့ယူပြန်ချင်တာပေါ့နော်အဲ့လိုမျိုးကြတော့လဲတိတ်အစီအပြေတယ်လို့ပဲနော်အဲ့ဒီ ice cream ကအရန်ဟိုဖြစ်တယ်လို့ ပေါ်ကဟာ temperature ဟုတ်တယ်ဗျာမာဆိုတော့ဒီလိုလည်းစံတဲ့ဖြစ်ပါတော့လမ်းနဲ့ချမ်းရင်တော့ကွဲပြီးရန်ကျော်တယ်ကွဲနေနေအဲ့ဒါကရေးချလက်ချရဆိုတော့သူတို့လည်းနည်းနည်းဂယုဆိုင်ဖို့လာတော့ချာဖြစ်ပါတော့အဲ့ဒါလည်းဂယုဆိုင်ရမယ်ပြီးတော့ပေတိုမဆိုရတဲ့ကျွန်တော်တို့ကမိသားစုအလုပ်ဆိုတော့သူဟာသူတောင်းဆိုတော့မရှိပါဘူးအားလုံးတာဝန်လာတဲ့ဆိုင်တော့ responsibility ပေါ့နော်ဘုမမဆိုတော့ပါလမ်းကြားထဲမှာအမိုက်တစ်ခုကြားတယ်ဘယ်သူတာဝန်လဲကျွန်တော်တာဝန်လားဘယ်သူတာဝန်လဲအားလုံးတာဝန်လမ်းရှင်းလဲကိုတာဝန်လဲအဲ့တော့responsibility တော့ဘယ်လို family ဒီ company တော့
ဘာအကောင်းဆုံးလုပ်ပေးနိုင်မလဲဘာညာပေါ့နော်နိုင်ငံကြီးတမန်တွေကဘာပြောလဲဒီနိုင်ငံတော့ကျွန်တော်ဘာလုပ်ပေးနိုင်မလဲအဲတော့ဒီတော့အချို့လို့တဲ့ဒီနိုင်ငံကနေကျွန်တော်ဘာယူနိုင်မလဲအဲ့ဒါဘယ်ဟာပူကောင်းလဲပေါ့နော်ကိုကပေးမလားဒီကယူမလားပေါ့နော်အဲ့ဒါကျွန်တော်ပြောချင်တာက responsibility ပေါ့နော်ဒီဆိုင်တော့ကျွန်တော်ဘယ်လောက်ထိထောက်ပံ့မလဲဘယ်လောက်လုပ်ပေးနိုင်မလဲလုပ်ပြနိုင်မလဲလုပ်ပြနိုင်မလဲဆိုတာပေါ့နော်ဟုတ်ကဲ့ပြီးတော့တော့တော့ပစ္စည်းတူနေရာမှာဟုတ်တဲ့နေရာမှာတော်များများရှိတယ် ရှိတယ်ဟုတ်တယ် ရှောက်ထားရှိတတ်တယ်အဲ့တော့ what တည်တယ်ဒီဟာကနေရာမှာမဟုတ်တည်တယ်ချင်းယူဟိုမှာတူနေရာမှာတာဘယ်တော့မဆိုးပါပဲနော်ဘယ်တော့မဆိုးပါပဲပို့တော်အားလုံးပေါ့နော်ပို့တော်အားလုံးဘယ်တော့မဆိုးဟုတ်တယ်ပို့တော်ဆိုတာမရှိဘူးကျွန်တော်တို့ကတော့အဲရှာလို့တတ်မယ်တန်းရှင်းလို့တရားမယ်အင်္ဂါတန်းရှင်းလို့မယ်မော်တင်လို့မယ်အားလုံးတန်းတူပါမယ်ကျွန်တော်တို့နော်ဟုတ်တယ် ကိုယ်အဆုံးဘောနော် အဆုံးပါဘယ်လောက်တော့ဒီချက်ဆက်လို့တာကျွန်တော်လည်းတခုကျွန်တော်လည်းတခုကျွန်တော်ပြောချင်တယ်မလေးရှားမှာကျွန်တော်လည်းနည်းနည်းရှေ့တော့လာတော့မသိဘူးနော်မလေးရှားမှာကျွန်တော်လုပ်တော့စားတော့ဆိုင်မှာဘာတော့ကျွန်တော်ဘာတော့ချလဲဆိုတော့စားတော့ဆိုင်ကြီးမှာလုပ်မယ် uniform လာလေးတွေလုပ်မယ်တက်ရရှိရတယ်အဲ့ဒါကိုတော့ချတယ်တကယ်လည်းလုပ်ခဲ့တာပေါ့နော်အဲ့တော့ဟို uniform တွေနဲ့မိဖို့ချင်မှာလုပ်တယ်အဲ့တော့ချက်တယ်ပြုတ်တယ်ဒါပေမဲ့အဲ့ဒါကို sensitive ဘာလို့သူ secret တခုကိုကျွန်တော်မရခဲ့ဘူးပေါ့နော်အဲ့တော့ company ကြီးတွေကတော့သူတို့ဒီလိုပဲမှာ protect နဲ့လာတာတော့များတယ် protect နဲ့တော်လာတာများတယ်ဆိုတော့ဟိုမှာချက်ရင်နွေးလိုမျိုးဖြစ်တာအဲ့ဒါကိုမသိခဲ့ဘူးဖြစ်နိုင်တော့ဘေးဆိုင်လေးမှာလုပ်ရင်ဟိုမှာပန်းနေဆိုင်လို့ဖြစ်ဖြစ်တိုင်ချောင်းလည်းဖြစ်ဖြစ်ကျွန်တော်ကိုကြည့်လို့တော်လို့တိုက်ဖန်တော့နော်နာစီအယံ chicken rice လုပ်ခဲ့သူတို့ကတော့လုပ်တော့အားလုံးတစ်ထည့်နဲ့နေရာထဲလောက်တာ3ရောက်လောက်တာကုံလုံးတီးမှာဒီမှာကျတော့ company ကျွန်တော်ပြောချင်တာကဘာဖြစ်လို့ဆိုတော့ပညာသင်ရင်အဆိုင်ကြီးမှာမတော်နဲ့ပေါ့နော်ဂျက်မှာပြောသလိုမျိုးပေါ့တရုတ်ဘီလီယံနာပေါ့နော်ဂျက်မှာပြောသလိုမျိုးပေါ့သူကပညာသင်ချင်ရင်ဆိုင်တီးတီးမှာပဲတော့ company ကြီးမှာမတော်နဲ့အဲ့လိုမျိုးပေါ့အဲ့ဒါကဒီဆိုင်နဲ့အတူတူပဲပေါ့ကျွန်တော်ပြောချင်တာပေါ့နော်ဒီမှာဘာဖြစ်လို့အခုနေကြီးကောင်းလဲဆိုတော့ဒီကနေဝင်ကုန်လုံးလုံးလာတာခင်ဗျားတို့စိတ်ထဲမှာဟာကျွန်တော်ကောင်တာတဲ့လို့ရှင်တယ်အနောက်ဘက်မှာအရွက်ပဲထုတ်ချင်တယ်တွေးကောင်းတွေးလိုက်မယ်ဒါပေမဲ့ဒီဆိုင်မှာကုန်လုံးလုံးလာတာခင်ဗျားတို့တော်ကောင်းတယ်လို့ကျွန်တော်ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ဥပမာခင်ဗျားအခုနေကြီးရှိခဲ့ရင်ဆိုင်တခုထောင်နေပြီလက်ချင်းအကုန်လုံးတည်တယ်လေခင်ဗျားတို့အကုန်လုံးတည်တယ်ဘယ်လိုလုပ်မလဲအော်ဒါပစ္စည်းတွေဘယ်လိုထားမလဲဆိုတော့အကုန်လုံးတည်တယ်ကျွန်တော်တို့လည်းဒီကနေထွက်သွားရင်တော့ company မှာမလို့ဆွေးရှင်ဖို့ဖြစ်နိုင်ကိုယ့်ဟာကိုယ်နဲ့ business စပြီးတော့ဒီဟာမလို့ရင်တော့မပိုက်ဆံစုနိုင်ပြီးတော့ social side ဝင်မလား that side ဝင်မလားဒါမှမဟုတ် investment ပေါ့နော်real estate တော့အင်္ဂလိပ်တော့ဝယ်ပြီးတော့အဲ့ဒါကိုငါခိုင်းပြီးတော့အဲ့ဒါကိုဖြစ်စေချင်တာကျွန်တော်တို့ကတော့ဘယ်လိုပြောမလဲမနာလို့စိတ်မရှိဘူးကြက်ဒီလိုပြောပြူထောင်ဘယ်လိုပြောမလဲပန်းပို့ချင်တာပေါ့နော်ဒီတဲ့အောင်မြင်စေချင်တာဒီဟာဒီတိုင်းနဲ့တော့ထွက်တော့တော့မနေစင်ချင်ဘူးဖြစ်နိုင်ပေါ့နော်အဲ့ဒါကိုကျွန်တော်ပြောချင်တာကတော့ဒီမှာလုပ်တဲ့တင်ရအားလုံးတင်ပါကျွန်တော်တို့လည်းတတ်နိုင်တော့တင်ပေးတာပေါ့နော်တင်ပေးတယ်တော့တွိုင်းပေါ့ကိုစိုက်ပေါင်းလိုက်စိုက်ဖို့မဲ့နေရာအများကြီးရှိတယ်ဒီနိုင်ငံမှာစိုက်ဖို့မဲ့နေရာအများကြီးရှိတယ်အဲ့ဒါပွင့်ရရှိတယ်ကြတော့အကောင်ကတ်ပြီးစင်အကောင်မတော်ရဆိုစိုက်ဖို့ပြန်မတော်ဆောင်ပြပါတူတောင်းခံလေအခုလောက်တာချက်အခုလည်းရှိတဲ့ပုံများမယ်နောက်စားလည်းပုံများမယ် responsibility အလုပ်နဲ့ပုံများမယ် pressure အဲ့ဒါပါအရင်တော့တတိလုံးများလေးနဲ့ပတ်စံများလေးဘယ်လိုကတာဝန်နဲ့ pressure နဲ့လို့ထင်တာပတ်စံများလေး pressure များလေးလောဒီချင် company မှာလုပ်လိုက် Saturday Friday night easy မနေ့က Monday အလုပ်ပြန်ဆင်းအလုပ်လုပ်ငါးလိုက်ပြန်ခွင့်ပြန်ဒါပဲအဲ့ဒါကတော့
အလွယ်ဆုံးပေါ့နော်အလွယ်ဆုံးပိုက်ဆံနဲ့အနည်းဆုံးဘယ်လောက်ပဲလို့အဲ့ဒါပါပဲကဲဒါပဲဘယ်လောက်ပါပဲနည်းနည်းရှင်းပြမလားမသိဘူးနော်နားလည်းကြားလားမသိဘူးနော် လဲဟုတ်တယ်